ဇန်နဝါရီလ2ရက်တောက်ကြနေညပိုင်းကဗင်နီဇွဲလားသမ္မတနီကိုလတ်မက်ဒိုရိုနဲ့ဇနီးကိုအမေရိကန်မိုးရနှိမ်နင်းရေးအဖွဲ့ DEA ကဗင်နီဇွဲလားနိုင်ငံထဲအထိဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းဟာကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့ပါတယ်။နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကိုအခြားနိုင်ငံတစ်ခုရဲ့လက်နက်ကင်အဖွဲ့ကဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတာတာမန်ကိစ္စတော့မဟုတ်ပါဘူး။ဒီလိုရတဲ့ပတ်သက်ပြီးတော့သဘောထားအမြင်မျိုးကွဲနေတာကိုတွေ့ရပါမယ်။တချို့ကအာဏာရှင်တယောက်ညီကုန်းချုပ်သွားလို့အောင်ပွဲခံနေကြပေမဲ့တချို့ကတော့အမေရိကန်အနေနဲ့နိုင်ငံတကာဥပဒေတွေကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်ထားပဲဆိုပြီးဝေဖန်ရှုံချနေကြပါတယ်။လက်ရှိကမ္ဘာအရေးကိစ္စတွေမှာတရားမျှတမှုဆိုတာကိုလူအမျိုးမျိုးကအယူဝါဒအမျိုးမျိုးနဲ့ရှုထောင့်အဖုံဖုံဝေဖန်သုံးသပ်လေ့ရှိပါတယ်။အခုဖြစ်ပေါ်သွားတဲ့ဗင်နီဇွဲလားသမ္မတဖမ်းဆီးခြင်းမှာအမေရိကန်ကတကယ်ပဲတရားမျှတမှုကိုဖော်ဆောင်နေတာလား။ဒါမှမဟုတ်သူတို့ရဲ့ရင်နံကြိုးစုပွားအတွက်နိုင်ငံရေးကစားကွက်တစ်ခုခင်းနေတာလား။ဒီနေ့ focus မှာတော့အပေါ်ယံမှာရှိနေတဲ့နိုင်ငံရေးသတင်းတွေကိုကြော်လွန်ပြီးနောက်ွယ်ကအကြောင်းတရားတွေကိုတူးဆော့သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့ဗင်နီဇွဲလားသမ္မတအရေးကိုနားလည်ဖို့ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကသမိုင်းစာမျက်နှာတွေကိုပြန်လှန်ကြည့်ဖို့လိုအပ်ပါတယ်။ဗင်နီဇွဲလားနိုင်ငံကို1908ခုနှစ်ကနေ1935ခုနှစ်အထိအမေရိကန်ရဲ့အကူအညီနဲ့အာဏာရှင်ဖြစ်တဲ့ဂူရန်ဂိုးမက်ကနှစ်ပေါင်း30နီးပါးအုပ်ချုပ်ခဲ့ပါတယ်။အမေရိကန်တပ်တော့ဂိုးမက်ကမိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအမေရိကန်ရဲ့ရေနံကုမ္ပဏီတွေကိုဗင်နီဇွဲလားနိုင်ငံမှာချုပ်ကင်ခွင့်ပေးခဲ့လို့ဖြစ်ပါတယ်။ဒီနေရာမှာ highlight လုပ်ချင်တာကအဲ့ဒီချိန်ကလေးကအမေရိကန်အနေနဲ့ဗင်နီဇွဲလားမှာဒီမိုကရေစီရှိနေသလား။ဗင်နီဇွဲလားရဲ့ပြည်သူတွေကလူခွင့်ရေးရနေသလား။ဒါတွေကိုလုံးဝစိတ်ဝင်စားခဲ့ခြင်းမရှိပါဘူး။အဲ့ဒီအစားဗင်နီဇွဲလားရေနံတွေအမေရိကန်စီကိုပုံမှန်စီးဆင်းနေသလားဆိုတာကိုပဲဦးစားပေးခဲ့ပါတယ်။ဒါကပဲအဲ့ဒီအခက်ခါကအမေရိကန်နိုင်ငံရဲ့လက်တင်အမေရိကဆိုင်ရာနိုင်ငံခြားရေးမူဝါဒတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့1958ခုနှစ်မှာအာဏာရှင်စနစ်ပြုတ်ကျပြီးဗင်နီဇွဲလားမှာပန်တိုဖီရိုတို့ခေါ်တဲ့နိုင်ငံရေးသဘောတူညီမှုတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ဒါကထွေထွေထူးထူးတော့မဟုတ်ပါဘူး။နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ AD နဲ့ COPEI တို့ဟာအာဏာကိုအလှည့်ကျယူကြမယ်ဆိုတဲ့နိုင်ငံရေးဂရိကိုပါပဲဒီအတူအယောင်နိုင်ငံရေးဂရိကိုပဲအမေရိကန်ကလက်တင်အမေရိကရဲ့ဒီမိုကရေစီပြရုပ်ဆိုပြီးတစ်ကမ္ဘာလုံးကိုကြေညာခဲ့ပါတယ်တကယ်လက်တွေ့မှာတော့အဆိုပါဟန်ပြဒီမိုကရေစီစနစ်အောက်မှာခြားစားမှုများနေတဲ့အစိုးရလွဲမားနေတဲ့နိုင်ငံရေးမူဝါဒဒုက္ခပင်လယ်ဝင်နေတဲ့ဗင်နီဇွဲလားလူထုအစင်းနှစ်တွေစုပ်ယူနေတဲ့တိုင်းတစ်ပါးအမေရိကန်အရင်းရှင်စတာတွေကိုတွေ့နေရပါလိမ့်မယ်ဗင်နီဇွဲလားဟာကမ္ဘာမှာရေနံကြောင့်အချမ်းသာဆုံးနိုင်ငံဖြစ်ပေမဲ့ပြည်သူ90ရာခိုင်နှုန်းကျော်ကစိန်ရမွေးတွေမှုနဲ့ရုန်းကန်နေရပါတယ်။အဆိုပါလူဒန်းစားမညီမျှမှုဟာအချိန်မရွေးပေါက်ကွဲနိုင်တဲ့မိတောင်တစ်ခုဖြစ်နေတာကိုတော့အဲ့ဒီခေတ်ကအုပ်ချုပ်သူတွေသတိမမူခဲ့ကြပါဘူး။အဆိုပါမိတောင်ဟာ1989ခုနှစ်မှာအဲကာရာဂါဆိုလို့ခေါ်တဲ့လူထုအုံကြွမှုနဲ့အတူအပြင်းထန်ဆုံးပေါက်ကွဲခဲ့ပါတယ်။ထိုအချိန်ကသမ္မတခါရိုကစစ်ဆက်ဆွေးနွေးရမယ့်အစားစစ်တပ်ကိုအသုံးချပြီးအကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။စင်စရာတွေအရတော့ပြည်သူ3000ကျော်ပါအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်းဗင်နီဇွဲလားပြည်သူတွေကဆိုလို့ရှိရင်ဟန်ပြဒီမိုကရေစီအပေါ်လုံးဝယုံကြည်မှုပြတ်ပြားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့လက်ဝဲတက်ကြွသူဖြစ်တဲ့လူငယ်စစ်ဗိုလ်ဟူကိုချာဘတ်ဟာ1998ရွေးကောက်ပွဲမှာမပြိုလဲနိုင်ဘူးလို့ထင်ရတဲ့နိုင်ငံရေးပါတီကြီးတွေကိုအပြတ်တဲ့အနိုင်ယူပြီးဗင်နီဇွဲလားသမ္မတဖြစ်ခဲ့ပါတယ်။ဟူကိုချာဘတ်ရဲ့ကြွေးကြော်တံကအရန်ကိုရုပ်ရှင်းပါတယ်။ဗင်နီဇွဲလားရဲ့ရေနံတွေကအမေရိကန်တို့မဟုတ်ဘူးဗင်နီဇွဲလားပြည်သူတွေအတွက်ပဲဖြစ်ရမယ်။တကယ်ပဲသူအာဏာရလာတဲ့အခါမှာရေနံကုမ္ပဏီတွေကိုပြည်သူပိုင်သိမ်းပြီးရေနံကရရှိတဲ့ငွေတွေကိုကျန်းမာရေးပညာရေးစင်ရသားတွေအတွက်ဓာတ်ရိုက်အသုံးပြုခဲ့ပါတယ်။ဒါကပဲဝါရှင်တန်အတွက်တော့လုံးဝခွင့်လွှတ်လို့မရတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်နေခဲ့တာပါ။ဒါကြောင့်2002ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့စစ်အာဏာသိမ်းမှုကိုအမေရိကန်ကနောက်ွယ်ကနေတွယ်ဝိုက်ကူညီပေးခဲ့ပါတယ်။အာဏာသိမ်းပြီးတက်လာတဲ့အစိုးရတစ်ကိုလည်းချက်ချင်းပဲအတိမတ်ပြုခဲ့ပါတယ်။ဒါပေမဲ့ပြည်သူသိန်းပေါင်းများစွာကလမ်းပေါ်ထွက်ပြီးဆန္ဒပြပြီးဟူကိုချဘတ်ကိုလှုပ်ပေးဖို့တောင်းဆိုတဲ့အတွက်48နာရီအတွင်းမှာပဲဟူကိုချဘတ်ကအာဏာပြန်ပြီးရခဲ့ပါတယ်။ဒီတမန်ကြောင်းဆိုင်ရာတွေကြည့်ရင်ပဲဗင်နီဇွဲလားနဲ့အမေရိကန်နိုင်ငံရဲ့ဆက်ဆံရေးကိုတုံးတက်လို့ရမှာပါ။အမေရိကန်ကသူ့စကားကိုနားထောင်ရင်အာဏာရှင်ကိုမိတ်ဆွေလို့သတ်မှတ်လို့ရှိပြီးသူ့ရဲ့အကျိုးစီးပွားကိုထိပါလာရင်တော့လူထုကတင်မြှောက်တဲ့ခေါင်းဆောင်ဖြစ်နေအောင်တော့
အာဏာရှင်တို့သတ်မှတ်လေးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်တော့ဟိုကိုချဘက်ခြံထားခဲ့တဲ့အမေရိကန်စက်ကျင်ရေးစိတ်ဓာတ်နဲ့ဆိုရှယ်လစ်အမွေကိုလက်ရှိဖမ်းခံလိုက်ရတဲ့နီကိုလတ်မက်ဒူရိုကထမ်းဖို့ကစားနေခဲ့တာကြာပါပြီအမေရိကန်ကနီကိုလတ်မက်ဒူရိုကိုဘာကြောင့်ဖမ်းရတာလဲအမေရိကန်ရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရတော့နီကိုလတ်မက်ဒူရိုကိုနာကိုတယ်ရောရီဇမ်မွေးအကြမ်းဖက်မှုနဲ့တရားစွဲတာပါဒီနေရာမှာကျွန်တော်တို့တတိထားရမှာကတတိချာချာစဉ်းစားရမှာက narrative warfare ဆိုတဲ့သဘောတရားပါပဲနိုင်ငံရေးမှာလူတစ်ယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကိုတိုက်ခိုက်တော့မယ်ဆိုရင်အရင်ဆုံးလုပ်ရတာကပုံရိပ်ဖျက်ဆီးခြင်းဆိုတဲ့ character assassination ပါပဲဘာဖြစ်လို့လဲဆိုတော့ခမည်းကသူ့ကိုတမရလို့လက်ခံထားသွေးသူ့ကိုဖမ်းဆီးဖို့ဆိုတာနိုင်ငံတကာဥပဒေတွေအရန်ကိုခက်ခဲပါတယ်ဒါပေမဲ့သူ့ကိုမိုးရရာစာလို့ခေါင်းစဉ်တက်လိုက်တဲ့အခါသူဟာနိုင်ငံရေးတိုင်ပတ်မဟုတ်တော့ပဲကဘာရဲ့အန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်ဖြစ်သွားပါတယ်အဲ့ဒီအခါမှာသူ့ကိုဖိအားပေးတာပိတ်ဆို့တာဖမ်းဆီးတာအစရှိတာတွေဟာကဘာကြီးကတရားမျှတတယ်လို့မြင်လာလေးရှိပါတယ်ဝါရှင်တန်ကဒီလိုဇလံမျိုးကိုမကြာခဏရေးလေးရှိပါတယ်ဥပမာအနေနဲ့1989ခုနှစ်ကပနားမားနိုင်ငံသမ္မတမန်နူရယ်နိုရီဂါကိုပဲကြည့်ပါနိုရီဂါကတချိန်က CIA နဲ့အလွန်နှိစက်သူဖြစ်ပေမဲ့အမေရိကန်ရဲ့စကားကိုနားမထောင်တဲ့အခါသူ့ကိုမွေးစေဝါအမှုနဲ့တရားစွဲပြီးပနားမားတဲ့အထိကျူးကျော်ဝင်ရောက်ပြီးဖမ်းဆီးခဲ့ပါတယ်အခုဖြစ်ပေါ်နေတဲ့နီကိုလတ်မက်ဒူရိုရဲ့ဇလန်းကလည်းနိုရီယာရဲ့ဇလန်းနဲ့ထပ်တူကျနေပါတယ်ဒီနေရာမှာတစ်ခုလေးမတူတာကစုချင်းငွေထုတ်ပြန်ခြင်းပါပဲဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းတိတိကျကျဆိုရမယ်ဆိုလို့ရှိရင်2020မတ်လမှာနီကိုလတ်မက်ဒူရိုကိုဖမ်းဆီးနိုင်တဲ့သူကိုစုချင်းငွေအဖြစ်ဒေါ်လာ15သန်းစုချမယ်လို့ထုတ်ပြန်ခဲ့ပါတယ်စုချင်းငွေကို15သန်းကနေ25သန်း25သန်းကနေတဆင့်ဆင့်တိုးလာခဲ့တာ2025ဩဂတ်လမှာဆိုလို့ရှိရင်တော့မဒူရိုကိုဖမ်းဆီးနိုင်တဲ့သူကိုစုချင်းငွေအဖြစ်ဒေါ်လာ150ထိစုချမယ်လို့ကြေညာခဲ့တာကိုတွေ့ရပါတယ်တကယ်တော့ဒီစုချင်းငွေတွေကမဒူရိုကိုဖမ်းဆီးဖို့တည်းမဟုတ်ပါဘူးသူဘေးနားမှာရှိတဲ့လူတွေကိုသစ္စာဖောက်လာအောင်စီးရုံးတဲ့ဇာယဒစစ်ပွဲတနည်းအားဖြင့် psychological warfare ပြုလုပ်နေတာလို့ပညာရှင်တချို့ကကောက်ချက်ချပါတယ်အမေရိကန်ကနီကိုလတ်မက်ဒူရိုကိုစစ်တပ်အတွင်းကမွေးစေဝါအဖွဲ့ကိုဥဆောင်နေသူလို့ဆွဆွဲထားပါတယ်စိတ်ဝင်စားစရာအတော့ကိုကောင်းလှပါတယ်သမ္မတတယောက်ကိုယ်တိုင်ကဒီမွေးစေဝါလုပ်ငန်းကြီးကို CEO တယောက်လို့ဥဆောင်နေတာဖြစ်နိုင်ပါမလားဒါပေမဲ့လက်ရှိချိန်ထိတော့တိကျခိုင်လုံတဲ့အထောက်အထားတွေအမေရိကန်ကချပြနိုင်ခြင်းမရှိသေးပါဘူးဗင်နီဇွဲလားနိုင်ငံဟာကိုလံဘီယာကမွေးစေဝါတွေကိုအမေရိကန်စီပို့တဲ့လမ်းကြောင်းဖြစ်နေတာနဲ့ကိုလံဘီယာမွေးရခန်းတချို့တနည်းအားဖြင့်ကိုလံဘီယာလက်နက်ကိုင်တချို့ဟာဗင်နီဇွဲလားနယ်မြေမှာအခြေချပြီးလှုပ်ရှားနေတယ်ဆိုတာကတော့ညှင်းလို့မရတဲ့အချက်တွေပါဒီနေရာမှာမေးခွန်းလေးတစ်ခုရှိလာပါတယ်ဗင်နီဇွဲလားထက်မွေးစေဝါပိုထွက်တဲ့မွေးခိုင်းတွေပိုပြီးအားကောင်းနေတဲ့လက်တင်အမေရိကကအခြားနိုင်ငံတွေကခေါင်းဆောင်တွေကိုအမေရိကန်ကဘာဖြစ်လို့အရေးမယူတာလဲအဖြေကရှင်းပါတယ်အဲ့ဒီနိုင်ငံကခေါင်းဆောင်တွေကအမေရိကန်ရဲ့မဟာမိတ်ဖြစ်နေလို့ပါပဲလက်ရှိချိန်ထိဗင်နီဇွဲလားအရေးကိုအပေါ်ယံကြည့်ရင်တော့ရေနံလူပွဲလို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ဒါဟာကမ္ဘာစွမ်းအင်ဈေးကွက်ကိုဘယ်သူကချုပ်ကင်မလဲဆိုတဲ့စစ်ပွဲတစ်ခုပဲဖြစ်ပါတယ်အများသိကြတဲ့အတိုင်းဗင်နီဇွဲလားဟာကမ္ဘာမှာရေနံတော်လှန်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်သူ့နောက်မှာတော့ဆော်ရီကဒုတိယလိုက်နေပါတယ်ရေနံကိုနည်းပညာအရတတိယပေါ်မူတည်ပြီးတော့ရေနံကျဲ light oil နဲ့ရေနံအပြည့် heavy oil ဆိုပြီးတော့အကြမ်းမြင်ခွဲခြားထားပါတယ်ရေနံထုတ်လုပ်ရေးနည်းပညာတွေထွန်းကားလာတာကြောင့်အမေရိကမှာရေနံတွေများစွာထွက်ရှိလေရှိပါတယ်ဒါပေမဲ့အဲ့ဒီရေနံတွေက light oil လို့ခေါ်တဲ့အကျဲတွေပဲဖြစ်ပါတယ်အဲ့ဒီအကျဲတွေကိုဓာတ်ဆီထုတ်လုပ်ဖို့နဲ့ပလတ်စတစ်ထုတ်လုပ်ဖို့လောက်ပဲအသုံးပြုပါတယ်နိုင်ငံတစ်ခုရဲ့စီးပွားရေးယန္တရားကိုလက်ပတ်မယ်ဆိုလို့ရှိရင် heavy oil တွေကမရှိမဖြစ်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကုန်တင်ကားတွေမှာသုံးတဲ့ဒီဇယ်တွေကမ္ဘာကိုပတ်နေတဲ့လေယာဉ်တွေမှာသုံးတဲ့လေယာဉ်ဆီတွေစီးပွားရေးလုပ်ငန်းတွေမှာသုံးတဲ့ဆီတွေစိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ဆီတွေနောက်ဆုံးကျွန်တော်တို့လမ်းတွေခင်းတဲ့နေရာမှာသုံးတဲ့ကတ်တရာတွေဒါတွေအားလုံးက heavy oil ကနေထွက်ရှိတာပါအမေရိကန်မှာဒီလိုရေနံမျိုးတိတ်မထွက်ပါဘူးအရန်ကိုနည်းပါတယ်ဒါအပြင်အမေရိကန်မှာအခြားအားနည်းချက်တစ်ခုလည်းရှိနေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကဗင်နီဇွဲလားကိုအခြေတည်ပြီးကယ်လီဖိုးနီးယားတက်ဆက်လူဝီဇီယာနာပြည်နယ်တွေမှာဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျခံပြီးရေနံတန့်စင်စက်ရုံကြီးတွေကိုအမေရိကန်ကတိစောက်ခဲ့ပါတယ်အဲ့ဒီစက်ရုံကြီးတွေကဗင်နီဇွဲလားကလာတဲ့
ပြစ်ချွဲနေတဲ့ heavy oil တွေကိုတန့်စင်ဖို့အဓိကရည်ရွယ်ပြီးတော့ဒီဇိုင်းထုတ်ထားတာပါဒါကိုကျွန်တော်တို့က technological lock-in လို့ခေါ်ပါတယ်အကယ်၍အဲ့ဒီစက်ရုံကြီးတွေကိုအမေရိကန်ကထွက်တဲ့ရေနံအကျဲတနည်းအားဖြင့် light oil တွေနဲ့ပြောင်းသုံးမယ်ဆိုလို့ရှိရင်စက်ရုံတစ်ခုလုံးကိုပြန်ပြီးတော့ပြင်ရပါလိမ့်မယ်ဒါကြောင့်အချိန်ရောငွေကြေးရောအမြောက်အများထပ်ပြီးတော့သုံးစွဲရပါလိမ့်မယ်ဆိုတော့အမေရိကန်အတွက်တော့ဗင်နီဇွဲလားရေနံကအစားထိုးလို့မရတဲ့အရင်းမြစ်တစ်ခုဖြစ်နေပါတယ်ဗင်နီဇွဲလားနဲ့ဆက်ဆံရေးပျက်စီးသွားတဲ့အခါအမေရိကန်ကသူတို့အလုံးကိုလိုအပ်နေတဲ့ heavy oil တွေရရှိဖို့ကနေဒါနိုင်ငံပေါ်အသေးအံမိခိုလာရပါတယ်စင်းစရာတွေအရဆိုလို့ရှိရင်2002ခုနှစ်ကကနေဒါစီကနေတင်သွင်းမှု15%ပဲရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်ခါကအမေရိကန်ဒီဗင်နီဇွဲလားစီကနေပြီးတော့ရေနံတွေတည်ယူပို့ဆောင်နေလို့ပါ။ဒါပေမဲ့အခုလိုမျိုးဗင်နီဇွဲလားနဲ့ဆက်ဆံရေးပြပြနေတဲ့2024ကာလမျိုးမှာဆိုလို့ရှိရင်ကနေဒါစီကနေ heavy oil လို့ခေါ်တဲ့ရေနံပစ်ပေါင်း63%ကျော်ထိတင်သွင်းနေရပါတယ်။ပြဿနာတစ်ခုရှိတာကကနေဒါစီကတင်သွင်းတဲ့ရေနံကဗင်နီဇွဲလားထက်ဈေးကြီးတယ်လို့အခြားတစ်ဖက်မှာလည်းတည်ယူပို့ဆောင်ရတာခက်ခဲတဲ့အတွက်ကြောင့်မလို့ကုန်ကျစရိတ်အလွန်ပဲများပြားလှပါတယ်။ဒါကြောင့်အမေရိကန်တွေနဲ့နီကိုလတ်မက်ဒိုရိုကိုဖြုတ်ချပြီးသူတို့နဲ့အဆင်ပြေမဲ့ခေါင်းဆောင်တယောက်ကိုတင်ကျင်းနေတာပါ။အဲ့ဒါလိုတင်လိုက်နိုင်မယ်ဆိုရင်တစ်အမေရိကန်စက်ရုံတွေအတွက်ဈေးသက်သာတဲ့ heavy oil တွေကိုပြန်ရမယ်။နှစ်အမေရိကန်ကုမ္ပဏီတွေကဗင်နီဇွဲလားရေနံတွေကိုပြန်လည်စီမံချုပ်ကိုင်ခွင့်ရခဲ့မယ်။နံပါတ်3အရေးကြီးဆုံးကတော့ရုရှားနဲ့တရုတ်ကိုရေနံနဲ့အကျွေးဆက်နေတဲ့မက်ဒိုရိုရဲ့အစီအစဉ်ကိုဖျက်ဆီးနိုင်ခဲ့လိမ့်မယ်ဖြစ်ပါတယ်။ဗင်နီဇွဲလားကိစ္စကရေနံထက်ပိုပြီးတော့အရေးပါနေပါတယ်။ကျွန်တော်တို့မကြာခဏပြောလို့ရှိတဲ့စစ်အေးတိုက်ပွဲတစ်နီယိုခိုဝါရဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုဆိုရင်လည်းမမှားပါဘူး။အမေရိကန်မှာမော်ရိုဒေါက်ထွင်းလို့ခေါ်တဲ့အမူဝါဒတစ်ခုရှိပါတယ်။ဒါကဘာလဲဆိုတော့လက်တင်အမေရိကဒေသဟာအမေရိကန်ရဲ့ဩဇာလွှမ်းမိုးတဲ့နယ်ပယ်ဖြစ်တယ်။ဘယ်အင်အားကြီးနိုင်ငံကိုမှဝင်ရောက်ဆွတ်ဖက်ခွင့်မပြုဘူးဆိုတဲ့မူဝါဒပဲဖြစ်ပါတယ်။ဗင်နီဇွဲလားကိုတော့အမေရိကန်ကသူ့ရဲ့ခြံနောက်ဖွေးလို့တတ်မှတ်ထားပါတယ်။ဒါပေမဲ့အဲ့ဒီခြံနောက်ဖွေးမှာသူ့ရဲ့ရန်သူတော်တွေဖြစ်တဲ့ရုရှား၊တရုတ်၊အီရန်တို့ကဝင်ရောက်ပြီးတော့ခြေရှုပ်နေပါတယ်။ဒီလိုခြေရှုပ်ခြင်းကဝါရှင်တန်အတွက်တော့တကယ်ကိုအိမ်မက်ဆိုးတစ်ခုပါပဲ။မက်ဒိုရိုဆိုရပြုတ်မကြအောင်အဓိကထိန်းပေးတာကတော့ရုရှားပါပဲ။ရုရှားကဗင်နီဇွဲလားအစိုးရကိုတိုက်လေယာဉ်တွေဒုံးကုန်းကာကွယ်ရေးစနစ်တွေခင်မီလက်နက်တွေကိုအမြဲတမ်းရောင်းချပေးနေပါတယ်။အဲ့ဒီလက်နက်တွေထိန်းသိမ်းဖို့ပြုပြင်ဖို့နောက်တစ်ဖန်ဒီသမရကိုလုံခြုံရေးပေးဖို့အတွက်ရုရှားရဲ့စစ်ဘက်ဆိုင်ရာအကြံပေးတွေနောက်ဆုံးရုရှားရဲ့ကြေးစားတပ်တွေအထိကိုဗင်နီဇွဲလားမြေမှာအခြေချထားပါတယ်။တကယ်တော့ဗင်နီဇွဲလားဟာရုရှားအတွက်အမေရိကန်ရဲ့နှထင်ကိုသိထားတဲ့လက်နက်တလက်ပဲဖြစ်ပါတယ်။အမေရိကန်ကယူကရိန်းမှာရုရှားကိုဒုက္ခပေးတယ်လို့ရုရှားကလည်းအမေရိကန်ရဲ့အနီးနားမှာခြေကုပ်ယူပြီးပြန်လည်ချင်းချောက်ဖို့စူးစမ်းနေတာပါ။ဒါကြောင့်မက်ဒိုရိုအစိုးရကိုဖယ်ရှားလိုက်တာဟာရုရှားရဲ့လက်တင်အမေရိကရဲ့အကြီးဆုံးခြေကုပ်စခန်းကိုဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်။ရုရှားလိုပဲတရုတ်ကဗင်နီဇွဲလားအစိုးရကိုကူညီပေးနေပါတယ်။အထူးသဖြင့်ငွေကြေးဆိုင်ရာနဲ့နည်းပညာများနဲ့ကြားခံပေးထားတာပါ။ဗင်နီဇွဲလားကတရုတ်စီကဘီလီယံ60ကျော်အကျွေးတင်နေပါတယ်။အဲ့ဒီအကျွေးတွေကိုရေနံကိုပြန်ရောင်းပြီးဆက်နေပါတယ်။တရုတ်အတွက်တော့ဗင်နီဇွဲလားဟာအနာဂတ်ရေနံအရင်းမြစ်အာမခံချက်ဖြစ်တယ်လို့အမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုစိန်ခေါ်ဖို့အကောင်းဆုံးနယ်မြေတစ်ခုလည်းဖြစ်နေပါတယ်။အီရန်နဲ့ဗင်နီဇွဲလားဟာအမေရိကန်ပို့ဆင်းမှုကိုခံနေရတဲ့ညီနောင်တို့ဆိုရင်လည်းမမှားပါဘူး။ဗင်နီဇွဲလားအဓိကလိုအပ်နေတဲ့ဒိုင်လူရန်လို့ခေါ်တဲ့အပျော်ရည်တွေကိုအီရန်ကနေတင်ပို့နေတာပါ။ဒီနေရာမှာအပျော်ရည်အကြောင်းကိုနည်းနည်းလေးရှင်းပြချင်ပါတယ်။ဗင်နီဇွဲလားမှာရှိတဲ့ heavy oil တွေကကတ္တရာဆေးလိုပြည့်လုံးတဲ့အတွက်ထုတ်လုပ်ဖို့တည်ယူဖို့အလုံးမဲ့ခက်ခဲပါတယ်။အဲ့ဒီအတွက်အပျော်ရည်တွေနဲ့ရောရှက်ပြီးကျဲအောင်လုပ်ရပါတယ်။အဲ့လိုလုပ်ပြီးမှတည်ယူပို့ဆောင်လို့ရတာပါ။ဒီအပျော်ရည်တွေကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့ထားတဲ့အတွက်အီရန်ကသူ့ရဲ့စစ်တမောတွေနဲ့ဗင်နီဇွဲလားကိုပို့ဆောင်နေရတာပါ။ဒီလောက်ရက်ကအမေရိကန်အတွက်တော့သူအမြဲတမ်းသုံးပြနေတဲ့စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ဆန်ရှင်ဆိုတဲ့လက်နက်ကိုအသွားသုံးအောင်ဗင်နီဇွဲလားနဲ့အီရန်တို့ပေါင်းပြီးတော့လှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်။ဒီတော့နီကိုလတ်မက်ဒိုရိုကို DEA ကဝန်ဖမ်းလိုက်တာကမွေးစေပါအကြောင်းပြချက်တစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာပိုရှင်းသွားမယ်ထင်ပါတယ်။ရုရှားတရုတ်အီရန်တို့ပေါင်းပြီးအမေရိကန်ကိုဒုက္ခပေးဖို့စ조사နေတဲ့အကြံစီကိုရိုက်ချိုးပစ်လိုက်တာလို့တောင်ပြောလို့ရပါတယ်။ကဲဗင်နီဇွဲလားရေနံတွင်းတွေကနေဝါရှင်တန်ရုံးခန်းတွေအထိအတော်လေးခရီးပေါက်ခဲ့ပြီးပေါ့ကက်ကနောက်ဆုံးပိုင်းကိုဆက်ကြရအောင်။အမှန်တရားရဲ့အလဲဘိုးမှာဘယ်လိုရှိနေတယ်လဲ။
ဒီပုတ်ကက်ကအစမှာပြောခဲ့တယ်လို့မျိုးနိုင်ငံရေးဟာအဖြူနဲ့ပဲခွဲခြားလို့မရပါဘူးအခုဗင်နီဇွဲလားဖြစ်စဉ်မှာလည်းနီကိုလတ်မက်ဒိုရိုကလူကောင်းပါလို့ပြောလို့မရတယ်လို့အမေရိကန်ရဲ့လှုပ်ဆောင်ချက်တွေဟာလည်းတရားမျှတမှုကိုဖော်ဆောင်နေတယ်လို့လက်ခံလို့မရပါဘူးဒါပေမဲ့တေချာတာကတော့အခုလိုအင်အားကြီးနိုင်ငံတွေရဲ့ကစားကွက်ချာရေနံဈေးကွက်တိုက်ပွဲတွေချာတကယ်တမ်းမြေစာပင်ဖြစ်နေရတာကတော့ဗင်နီဇွဲလားပြည်သူတွေပဲဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးရေနံတိုက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံမှာပြည်သူတွေကလျှက်စီမီမရတောက်တုံးရင်မရအခြေခံဆေးဝါးနဲ့အစားအစာတောင်မဝယ်နိုင်တဲ့အခြေအနေကိုရောက်နေတယ်ဆိုတာကတကယ်ပဲဝမ်းနည်းဖွယ်ကောင်းပါတယ်ဒါကနီကိုလတ်မက်ဒိုရိုရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်လားဟုတ်ပါတယ်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လားဒါလည်းဟုတ်နေပါတယ်နီကိုလတ်မက်ဒိုရိုကိုဒီကဖမ်းဆီးလိုက်တာဟာဗင်နီဇွဲလားအတွက်လွတ်မြောက်မှုဖြစ်လာမလားဒါမှမဟုတ်နောက်ထပ်ရှုပ်ထွေးမှုတစ်ခုရဲ့အစဖြစ်နေမလားစဉ်းစားစရာပါအမေရိကန်ကမက်ဒိုရိုကိုဖယ်ရှားပြီးသူတို့နဲ့အဆင်ပြေမဲ့ခေါင်းဆောင်တယောက်ကိုတင်လိုက်ရင်ဗင်နီဇွဲလားမှာဒီမိုကရေစီတကယ်ပဲထွန်းကားလာမလားဒါမှမဟုတ်အမေရိကန်ရဲ့ကုမ္ပဏီတွေကရေနံတွင်းတွေကိုပြန်ထိန်းချုပ်ပြီးပြည်သူတွေကတော့အရင်တိုင်းပဲဆက်လက်ဆင်းရဲနေအောင်မလားတမိုင်းကိုပြန်ကြည့်ရင်ပဲအဖြေကတိတ်ပြီးတော့အားတက်စရာမရှိလာပါဘူးယနေ့ကမ္ဘာကအချက်လက်တွေအများများလုံးပြီးအမှန်တရားကိုရှာဖွေရခက်ခဲနေတဲ့ခကြီးတဲ့ကိုဖြတ်တန်းနေရတာပါဒါကြောင့်မီဒီယာတွေကမွေးရစာလို့ပြောတဲ့အခါကျွန်တော်တို့တွေကရေနံဆိုတာကိုမြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်သူတို့ကဒီမိုကရေစီလို့ကြွေးကြော်တဲ့အခါကျွန်တော်တို့ကပထဝီနိုင်ငံကစားကွက်ကိုတူးဆွနေဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အင်အားကြီးနိုင်ငံတွေကသူတို့ရဲ့အကျိုးစီးပွားအတွက်စကလုံးလှလှတွေတုံးပြီးဖုံးကွယ်ထားလိမ့်ရှိလို့ပါပဲ